အဲ့တော့ function တွေကိုသင်မဲ့အခါမှာတဲ့ဒီအကြောင်းအရာကိုသင်မဲ့အခါမှာစပြီးတော့သိထားရမယ်ဝါဒကလေးတွေသိဖို့လိုတယ်ပထမဦးဆုံးသိထားရမယ်ဝါဒတော့set set ဆိုတာကသားတို့သမီးတို့ရှစ်တန်းတော့သင်ခဲ့ပြီးသားဖြစ်တယ်အစုဆိုတဲ့အကြောင်းအရာအဲ့ဒါကိုအင်္ဂလိပ်လို set လို့ခေါ်တယ်နောက်တစ်ခုက element ဆိုတာအစုဝင်ခုနအစုတစ်ခုထဲမှာပါဝင်နေတဲ့အဖွဲ့ဝင်တွေကိုတို့ကအစုဝင် element လို့ခေါ်တယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုအစုပိုင်းဆိုတာအစုတစ်ခုရဲ့အစုပိုင်း subset လို့ပြောတယ်ကဲနောက်တစ်ခု illustrate ဆိုတာကပုံဖြင့်ဖော်ပြတာအဲ့တော့ပြည်စုံကတော့ရုပ်ပုံဖြင့်ဖော်ပြတာပေါ့နော်အဲ့တော့ illustrate ဆိုရင်ဒါပုံနဲ့ဖော်ပြခိုင်းတဲ့မိကုန်းတွေမှာ illustrate လို့ထည့်ထားလိမ့်ကဲနောက်တစ်ခုက multiple ဆိုတာကစာတိုးကိန်းဥမာ multiple of 3လို့ပြောရင်3ဤစာတိုးကိန်း3ရဲ့စာတိုးကိန်းဆိုတော့ကဲ3 6 9 12စသဖြင့်အဲ့ဒါတွေကို3ရဲ့စာတိုးကိန်း multiple of 4ဆိုရင်4ရဲ့စာတိုးကိန်းအဲကြောင့်မလို့ multiple ဆိုတာစာတိုးကိန်းကဲနောက်တစ်ခု divisible ဆိုတော့စာရွေ့ပြတ်တယ်ဥမာခုနအတိုင်းပဲ divisible by 3လို့ပြောရင်3ဖြင့်စာရွေ့ပြတ်သောကိန်းများ3ဖြင့်စာရွေ့ပြတ်တဲ့ကိန်းတွေဆိုတော့ဘာတွေတုံးဆိုရင်3 6 9 12ခုနလိုပဲဟုတ်ပြီနော်ကဲနောက်တစ်ခါ prime number ကသုဒ္ဓကိန်းအဲဒါတို့သမီးတို့ဗမာစကားလုံးကတော့ရင်းနှီးပြီးသားသုဒ္ဓကိန်းဒါပေမဲ့အင်္ဂလိပ်လိုစကားလုံးကိုသိထားဖို့လိုမယ် prime number ဟုတ်ပြီနော်သုဒ္ဓကိန်းစာမေးပွဲနီးလို့လောင်နေပြီလားဝါဆိုလန်းနဲ့စာလုပ်လိုက်အချိန်မီပါသေးတယ်